ကျွန်တော်ဒီတစ်ခေါက်စီစဉ်လေးမှာတော့ဒန်ဆာလေးကိုကျော်မင်းအလှည့်သူပြန်လဲရောက်ရှိလာပြီဒန်ဆာလေးကိုကျော်မင်း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 ဒန်ဆာလေး
ကြုံမင်းဒန်ဆာလေးကို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 ကြုံမင်းဒီခေါက်ရွာလူလေးမှလည်းကိုကြုံမင်းနေနဲ့အဖွဲ့အစည်းကိုခေါ်မလာပဲရက်ကွက်ကကလေးတွေနဲ့ပဲနှွှဲလိုက်ကပြသွားတဲ့အကွက်တွေကတော့ဖြော်ပြင်းတက်မဟုတ်ပဲမွေးလို့ဖွားလို့မကောင်းတဲ့အမအကြီးတွေအနေနဲ့လေ့ကျင့်ခန်းဖြစ်ပြန်လဲအသုံးပြုလို့ရသေးတာလေ့ကျင့်ခန်းဖြစ်ပြန်လဲအသုံးပြု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 ပြန်လဲအသုံးပြုပြန်လဲအသုံးပြုပြန်လဲပြန်လဲပြန်လဲ DJ ပြန်လဲအသုံးပြုလေ့ကျင့်ခန်းဖြစ်ပြန်လဲအသုံးပြုလေ့ကျင့်ခန်းဖြစ်ပြန်လဲအသုံးပြုလေ့ကျင့်ခန်းဖြစ်ပြန်လဲအသုံးပြုပြန်လဲအသုံးပြုပြန်လဲအသုံးပြုပြန်လဲပြန်လဲပြန်လဲဒီကျ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 ပြန်လဲတော့ဒီကျကျပြန်လဲတော့ဒီကျ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 ပြန်လဲတော့ဒီကျကျပြန်လဲတော့ပြန်လဲတော့ပြန်လဲတော့ပြန်လဲပြန်လဲပြန်လဲတော့ဒီကျ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 ပြန်လဲတော့ဒီကျပြန်လဲတော့ဒီကျ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 ပြန်လဲတော့ဒီကျပြန်လဲတော့ပြန်လဲတော့ပြန်လဲ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 ကျွန်တော်အနေနဲ့ကိုကြုံမင်းရဲ့အကစကေးတော့ဖြစ်မနေအတိအမှတ်ပြုတ်လက်ခံပေးရမှာပဲဖြစ်ပါတယ်ကိုကြုံမင်းရဲ့ကောက်ကွက်လေးတွေကိုသဘောကျတဲ့ဆိုပါကကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားဖို့ပြောချင်ပါတယ်ခင်ဗျာ